ဒါကတော့ကျွန်တော်တို့ညီကိုတွေဖုန်းမေလို့အလုပ်သွားလို့မှဖြစ်ပါတယ်ဗျာခုချိန်ကတော့အာယုံတက်ချိန်ဖြစ်တဲ့4:15 မိနစ်ပဲဖြစ်ပါတယ်ကျွန်တော်တို့ဘာသွားလို့မှလဲသိချင်လို့ရှိရင်ဗီဒီယိုလေးကိုစောင့်အောင်လိုက်ကြည့်ပေးဦးဗျာကျွန်တော်တို့ပထမဆုံးရိတ်ခါကတော့ဝါတာဆိုတဲ့ရေပဲဖြစ်ပါတယ်ကျွန်တော်အိမ်ကနေရေတံဘူးနဲ့2လီတာထည့်ပါမယ်ကျွန်တော်တို့လုပ်တဲ့လုပ်ကအလုပ်ကျန်းမှုရေတော်တော်စာမှာဗျအဲ့ဒါကြောင့်မို့အဓိကကတော့ရေပါပဲဗျာဒါနဲ့ကျွန်တော်ညီလေးကရေတံဘူး2ဘူးတည်းနဲ့မလောက်ဘူးဆိုပြီးတော့နောက်ထပ်ဘူးကြီး1ဘူးထပ်ထည့်ခိုင်းပါတယ်ဒါမှလုံးလုံးလောက်တောက်လို့ရမှာပါနောက်ထပ်ရိတ်ခါကတော့ကျွန်တော်တို့တရက်တီး၄လုံးထည့်ပါမယ်လူက4ယောက်ဆိုတော့တယောက်တစ်လုံးစီအစာပြေပေါ့ဗျာ Okay let's go သွားမယ်ဗျာကျွန်တော်တို့လမ်းမှာနောက်ထပ်လူ4ယောက်ပြအောင်လို့ညီငယ်လေးတယောက်ကိုဝင်းခေါ်မယ်ဗျာညီငယ်လေးကတော့ပြောထားတဲ့အတိုင်းဝရိယတော်တော်ကောင်းတယ်ဗျာကျွန်တော်တို့မလာခင်ကိုနိုးနေတာဗျသူ့အိမ်မှာကျွန်တော်တို့အလုပ်လုပ်တဲ့ပစ္စည်းတွေကယူနေတာဖြစ်ပါတယ်ပစ္စည်းကတော့ထုံထုံတူတူမဟုတ်ပါဘူးဗျပေါက်ပြားတွေဘော်တွေပေါ့ဗျာကဲဒီလောက်ဆိုကျွန်တော်တို့ဘာလုပ်မှလဲဆိုတာသိလောက်ပြီးချင်းတယ်အဲ့ဒါဆိုကျွန်တော်တို့လူလဲတုံပြီဆိုတော့ let's go ထွက်မယ်ဗျာကျွန်တော်တို့ပြင်းလိုက်စင်လိုက်နဲ့လမ်းမှာရောက်တော့9နာရီထိုးသွားပြီဗျခုဆိုရင်ဒါကျွန်တော်ဥဆောင်ပြီးသွားနေတာဖြစ်ပါတယ်ဒါကျွန်တော်တို့ရှေ့မှာဆိုရင်အလုပ်လုပ်တဲ့နေရာရောက်ပြီဗျာမြန်မြန်လေး come on ဒီကန်တဲ့ကိုရောက်ပါပြီတာတူးလို့မှဖြစ်ပါတယ်ဗျကဲတူးရမယ့်နေရာရောက်ပါပြီဒါကျွန်တော်တို့မနေ့ကတူးထားတဲ့လက်စာလေးဖြစ်ပါတယ်လက်စာဆိုရင်နောက်ထပ်တာဝက်ကြံသေးတာပေါ့ဗျာကဲအဲ့တာဝက်ကိုကျွန်တော်တို့ဆက်တူးမှဖြစ်ပါတယ်ဒါပေမဲ့ဒီလောက်ကမြေလောက်ဆိုတော့တော်တော်ဆင်းရဲမှာဗျဆင်းရဲပြီမလဲကျွန်တော်တို့ငွေကိုလိုအပ်တာကြောင့်ကျွန်တော်တို့စူးစမ်းပြီးတော့လုပ်မယ်ဗျာရှင်းတယ်ကျွန်တော်တို့တူးလို့ထွက်လာတဲ့မြေကြီးတွေကိုဝေါ်ထဲကိုထည့်မယ်ဗျာပြီးရင်မြေစာတွေကိုကံပေါ်ရအောင်ဝေါ်နဲ့သွားပြီးတော့နှစ်ယောက်သွားပြရမှာဖြစ်ပါတယ်ကျွန်တော်တို့ဖွဲ့တဲ့ကဆရာကြီးတော့သူတိုင်ခံပေါက်မှလို့ပြောပါတယ်ကျွန်တော်တော့ပေါက်ပြနဲ့ဝေါ်တွေကိုရက်ထည့်ပေးနေတာဖြစ်ပါတယ်ကျွန်တော်ရဲ့ညီလေးညက်ကတော့ဝေါ်ကိုတိုင်ခံမပေးမှဖြစ်ပါတယ်ဝေါ်မတဲ့ခံစားချက်ကတော့လက်တွေလည်းပေါက်တယ်ပေါင်တွေလည်းတောက်တယ်လို့သူတို့ကပြောပါတယ်ဟဲ့ဘာမှမရကျွန်တော်ကလည်းတစ်ခေါက်ပြီးတစ်ခေါက်ဂုံနဲ့မနာပန်းထည့်ပေးနေပါတယ်ဒါကျွန်တော်တို့အခုဆိုရင်တာတူးတာကျွန်တော်တို့ကတဝက်ကျိုးတော့ဒါလေးပဲကျွန်တော်ဒါလေးကိုနောက်ကြောက်မှကျွန်တော်ပြန်လုပ်အခုနားတစ်ခိုင်မှာကျွန်တော်တို့မှာပါလာတဲ့ကျွန်တော်ပြက်တီးတွေကိုကျွန်တော်တို့ခွဲစားမှာဖြစ်ပါကျွန်တော်လက်ခဲ့ကျွန်တော်ကတော့အခွဲထဲမှာအကြီးဆုံးဆိုတော့တရတီးတွေကိုလှိပြီးလိုက်ဝေကျွေးနေတာပါနဲ့တဲ့ထမင်းမစားသေးတာမလို့သူတို့ကလည်းဘိုက်ဆာဆာနဲ့အရန်ကောင်းတယ်လို့ပြောပါတယ်ကင်မရာမန်ကတော့ကျွန်တော်တို့ကိုရိုက်ပြီးနေတည်ကြနေတာဖြစ်ပါတယ်သူ့ကိုနောက်မှပဲတည်တံ့ကျွေးလိုက်တော့မယ်ဗျာကျွန်တော်တို့စောက်တော့ခဏနားပြီးတော့ကျွန်တော်တို့ဝန္ဒနာပါတဲ့အားကစားကိုထလုပ်ပါတယ်ဝန္ဒနာကပါတော့လေမမောနိုင်ပါဘူးဗျာကျွန်တော်လည်းတစ်ခွက်နှစ်ခွက်ပြအောင်မယ်ဗျာကြိုက်တယ်ဆိုလဲကောမမှာတစ်ခုခုတော့ရေးသွားခဲ့အောင်ဗျာနောက်ချက်ကြိုက်တယ်ဟေးကျွန်တော်တို့အားကစားလုပ်ပြီးတဲ့အခါမှာတော့ကျွန်တော်တို့ဖွဲ့တဲ့ဆရာကြီးကတော့အသေးအတန်ကုန်းယုံပြီးတော့တူးနေတာဖြစ်ပါတယ်ခုတူပေါက်နေရလေးပြီးပါပြီဗျာကဲကျွန်တော်တို့ပြီးသွားလို့နားပါပြီဗျာတာကို4000ပါဗျကျွန်တော်တို့က4ယောက်လွတ်တာဆိုတော့1ယောက်1000စီပေါ့ဗျာပတ်ဆိုင်ရတဲ့ရုပ်လေးတွေကြည့်ကြပါအောင်ဗျာပြုံးရွှဲနေတာပဲဝင်မျက်နှာဆိုတော့အဲ့ဒါကိုပြောတာဗျကဲကျွန်တော်တို့အိမ်ကိုပြန်ပါတော့မယ်ဗျာ let's go ဖေပြန်ဖျားကျွန်တော်အလုပ်ပြီးတော့ပါပြီကဲ ဒါကြောင့်ပြန်ရဖြစ်ပါပြန်နေတာဖြစ်တာ